ချမောင်ကျော်ကျော်တာဒီလိုချမောင်ကျော်လေးကျော်စားလို့ရှိရင်စားလို့ကောင်းတယ်ဟိုလိုမျိုးဒီတိုင်းအစိမ်းကြော်တာထက်စားလို့ရှိရင်ဒီလိုမျိုးချမောင်လေးကိုစားလေးနဲ့အရင်ချင်းရင်လေးကိုနှဲပြီးတော့လေကုံအောင်နဲ့စားလေးနဲ့ချင်းရင်လေးကုံအောင်နှဲပြီးမှကြော်တဲ့ချမောင်ကျော်က6ကလေးနဲ့ရမ်းစားလို့ကောင်းပါတယ်ငယ်ငယ်တုန်းကဗာလဲအဆောင်မနေတော့တင်ပေးခဲ့တဲ့တငယ်ချင်းကတော့အရင်သတိရသွားတယ်သူတင်ပေးခဲ့လို့ဒီလိုမျိုးလေးကိုလည်းတတ်တာဆိုတော့လေဒီလိုတော်တဲ့ကြော်နီလေးကအရင်စားလို့လည်းကောင်းတယ်လို့များလဲကြိုက်တယ်ကိုလည်းရောက်စားဖို့တဲ့လူတိုင်းလည်းအများကြီးကြိုက်တယ်တငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်